နေ့ကတော့အကိုတို့ essence ပေါ့နော် essence လုပ်ပြီးမှတီးရတဲ့လေ့ကျင့်ခန်းလေးကိုအကိုတို့လေ့ကျင့်မယ်ပေါ့နော် essence ဆိုတာလေးကကြတော့အကိုတို့ဒီအတန်မမာပေါ့နော်ခက်ပြင်းပြင်းပေါ်လွင်အောင်တီးရတဲ့လေ့ကျင့်ခန်းလေးပေါ့နော် essence လုပ်တဲ့နေရာလေးမှာအကိုတို့ကအတန်မမာလေးနဲ့ခက်ပြင်းပြင်းလေးတီးပေးရမယ်ပေါ့နော်ပေါ်လွင်အောင်တီးပေးရမယ်ပေါ့နော်အဲ့လေ့ကျင့်ခန်းလေးကိုလုပ်မယ်ဒီ essence သင်ခန်းစာလေးကိုလည်းအကိုစာအုပ်ထဲမှာရေးပြီးမှပေါ့နော်ပို့ပေးပါမယ်အခုတော့လေ့ကျင့်ခန်းအောင်ကိုရှင်းပြမယ်ပေါ့နော်သူကတော့ကိုတို့ဒီ1 and 2 and 3 and 4 and ပေါ့နော်ဒီအိတ်နှုတ်နဲ့ပဲကိုတို့လေ့ကျင့်မယ် chord လေးကတော့ကိုတို့ A major chord နဲ့ E major chord ပေါ့နော်အဲ့နှစ်ခုကင်မယ်ပေါ့နော်သူကကြတော့ကိုတို့ဒီ essence လောက်ရမယ့်နေရာကကြတော့2နဲ့4မှာ essence လောက်ရမယ်ပေါ့နော်1 and 2မှာ essence လုပ်မယ်3 and 4မှာ essence လုပ်မယ်ပေါ့နော်အဲ့ဆိုရင်ကိုတီးပြမယ်1 and အဲ့1 and လေးကိုကြတော့ကိုတို့ဒီအပေါ်ကျိုးလေးတွေဦးစားပေးတီးလိုက်ပေါ့နော်1 and ပြီးရင်2နေရာမှာကိုတို့က essence လုပ်ရမှာပေါ့နော် essence လုပ်ရမယ်ဆိုရင်ကိုတို့ကသူ့ကိုဒီအကျိုးအလုံးကိုတီးရမယ်ပြီးရင်ခက်ပြင်းပြင်းလေးပေါ့နော်အဲ့လိုမျိုးလေးခက်မမာလေးပိုပြီးမှပေါ်လွင်အောင်တီးပေးရမှာဖြစ်တယ်ပေါ့နော် essence လုပ်ရမယ့်တင်ဂီတလေးရှိတယ်အဲ့တင်ဂီတလေးကလည်းအကိုတို့ဒီအကိုစာပို့ပေးတဲ့အချိန်မှာပေါ့နော်ဒီ lesson စာလေးတွေပို့ပေးတဲ့အချိန်မှာ essence လုပ်ရတဲ့တင်ဂီတလေးပေါ့နော်အဲ့တင်ဂီတလေးတွေလည်းအကိုရှင်းပြတာရယ်ပေါ့နော်အဲ့ video file မှာတွားကြည့်ရမယ်ပေါ့နော်ဒါကတော့အကိုလက်တွေ့တီးပြတာပေါ့နော်အဲ့ဆိုရင်1 and 2မှာကိုတို့က essence လုပ်ရမယ်ပေါ့နော် essence လုပ်မယ်ဆိုရင်ကိုတို့ကခက်ပြင်းပြင်းလေးပေါ်လွင်အောင်တီးရမယ်ပေါ့နော်အဲ့ဆိုရင်1 and မှာကြတော့အကိုတို့ဒါအပေါ်ကျိုးလေးတွေကိုပဲပေါ့နော်အပေါ်ကျိုးဆိုတာကကျတော့ဂီတာရဲ့အကိုတို့ဒီ456ပေါ့နော်456ကျိုးကိုကိုတို့အပေါ်ကျိုးလို့ခေါ်တယ်ဒီအောက်က1 2 3ကိုကြတော့ဒါအောက်ကျိုးပေါ့နော်အဲ့လိုမျိုးလေးခေါ်ပါတယ်ဒီ 1M မှာကြတော့ကိုတို့အပေါ်ကျိုးလေးတွေဦးစားပေးပြီးတီးမယ် 1M အမလေးတီးပြီးမှာပေါ့သူကဒီ2နေရာမှာခက်ပြင်းပြင်းလေးတီးရမှာပေါ့နော်အဲ့ဆို 1M လေးကိုကိုတို့ကဒီမတိမတာလေးပေါ့နော်ဒီနည်းနည်းလေးအားရော့ပြီးအင်တီးလိုက်ပေါ့နော်အားရော့ပြီးဆိုတာကလည်းအရင်ကြီးအားရော့စရာတော့မလိုဘူးပေါ့နော်ဒါလောက်အနေတော်လောက်ပဲတီးလိုက်ပေါ့နော် 1M အဲ့လိုတီးပြီးမှ2နေရာမှာသူကပေါ်လွင်အောင်တီးရမှာ1M 2ကြတော့ကိုတို့ဒီကျိုးအားလုံးကိုပေါအောင်ခတ်လိုက်မယ်အဲ့ဒါလေး essence လုပ်လိုက်တာပေါ့နော် essence ဆိုတာကျတော့အတန်မှာခက်ပြင်းပြင်းပေါ်လွင်အောင်တီးရမယ်ဒါပေါ့လုပ်ရမယ်ဟာပေါ့နော်အဲ့တင်ဂီတလေးလည်းရှိရပေါ့နော် essence တင်ဂီတလေးလည်းရှိတယ်အဲ့ဒါကကျတော့ကိုတို့စာထဲမှာတော့ကြည့်ပေါ့နော်အဲ့ဆိုရင်ကိုတို့ 1M ပြီးရင်2မှာကျိုးအားလုံးကိုတီးပြီးမှခက်မမာလေးပေါ်လွင်အောင်တီးပေးရမှာဖြစ်တယ်ပေါ့နော် 1M 2M မှာ N နေရာကျတော့ essence မလုပ်ဘူးဒီသင်ခန်းစာမှာ N နေရာလေးကျတော့ပုံမှန်အတိုင်းပဲအပေါ်ကျိုးလေးတွေပဲ N ပြန်ခတ်လိုက်မယ်အဲ့ဒါဆိုရင်ဒီလိုလေးဖြစ်တော့မယ်ပေါ့နော် 1M 2M နောက်ပြီးရင် 3M 4M မှာလည်းထိုးနည်း၎င်းမယ် 3M မှာကျတော့အကိုတို့ဒီအပေါ်ကျိုးလေးတွေကျိုးအကြီးပေါ့နော်ကျိုးအကြီးလေးတွေကိုဦးစားပေးတီးပြီးမှ4မှာကျတော့အကိုတို့အားလုံးကိုခတ်လိုက်မယ်ပေါ့နော်ခတ်ပြီးမှ N နေရာမှာကျတော့အပေါ်ကျိုးလေးကိုဦးစားပေးတီးလိုက်မယ်ပေါ့နော်အဲ့ဆိုရင် 3M 4M ကိုပြန်လုပ်ပြမယ်ပေါ့နော် 3M 4M အဲ့ဆိုတော့ဒီ 1M 2M 3M 4M ပေါ့နော်1 bar လုံးပေါ့နော်ဒီ1 bar အပြည့်ကိုတို့ဒါလေ့ကျင့်ကြည့်မယ် chord ကတော့ A major chord နဲ့ E major chord နဲ့ဒါလေ့ကျင့်ရမှာဖြစ်ပါတယ်တိုင်မင်လေးခေါ်ပြီးလေ့ကျင့်မယ် 1M 2M 3M 4M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  ဒါ essence လုပ်ပြီးမှလေ့ကျင့်ရတဲ့လက်ခတ်လေးပေါ့နော်ဒီကောင်ကိုကြတော့ကို rock style တွေမှာအသုံးများပါတယ် rock style တွေမှာအသုံးများတယ်ပေါ့နော်အဲအကြောင်းမလို့အကိုတို့ A major chord နဲ့ E major chord နဲ့လေ့ကျင့်ရမယ် 1M 2M 3M 4M တိုင်မယ်လေ့ကျင့်ရမယ်လေ့ကျင့်ပြီးမှ2နေရာလေးမှာ essence လုပ်ရမယ်4နေရာလေးမှာ essence လုပ်ရမယ်ပေါ့နော်အဲ့ဟာကိုအကိုကဒီစာတွေ့အနေနဲ့လဲပေါ့နော်စာအုပ်ထဲမှာစာလေးရေးပြီးမှဗီဒီယိုတစ်ခုလုပ်ပေးမယ်ပေါ့နော်ဒါကတော့လက်တွေ့ဂီတာနဲ့တီးပြတဲ့ exercise လေးပေါ့နော်